ဒီနေ့မှာလေ့လာမှာတော့ကျွန်တော်တို့တရှိစုတဲတို့ပေါ့နော်၅လုံးပေါ့နော်တို့တဲဟီရာကနာ၅လုံးခတ္တခဏ၅လုံးတို့တဲ10လုံးလေ့လာကြရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့တအလုံးတရေးဖို့ရင်းနည်းလေးကိုတွားရအောင်ဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာကျွန်တော်ရေးထားတာတော့ခတ္တဟီရာခဏရဲ့ကျွန်တော်တို့တရှိမယ်ပေါ့နော်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ခတ္တခဏရဲ့တလေးရှိပါမယ်ပေါ့နော်အဲ့တော့ပထမဆုံးလေ့လာမှာကျွန်တော်တို့ဟီရာကနာရဲ့တာလေးကိုအရင်လေ့လာမှဖြစ်ပါတယ်စုပ်ချက်အားဖြင့်သူက၄ချက်ရှိပါတယ်စုပ်ချက်၄ချက်ရှိပါတယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကပထမချက်အနေနဲ့ဆွဲရမယ်ဆိုလို့ရှိရင်ပထမတစ်ခွက်ကနေပြီးတော့ဒုတိယတစ်ခွက်အထဲမှာသွားမယ်စောစောလေးဆွဲလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီအလဲတတဲကနေပြီးတော့စောစောလေးအနေနဲ့ကျွန်တော်တို့စတုထအကွက်မှာကျွန်တော်တို့ရက်လိုက်မယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လောကကတ်တိုင်ပုံစံမျိုးလေးရောဖြစ်နေမယ်ပေါ့နော်အဲ့တော့အပေါ်ကကျွန်တော်တို့ကတိုမယ်အောက်ကနည်းနည်းရှည်မယ်ပေါ့နော်အဲ့ဒါလေးကိုသတိထားပါပြီးလို့ရှိရင်ကျွန်တော်တို့ကဒီပေါ့နော်စုံတဲ့အမှတ်လေးကနေပြီးတော့3ချက်မြောက်ကိုပေါ့နော်ကျွန်တော်တို့ကရက်လိုက်မယ်ပေါ့နော်ဒီလိုဝိုင်းဝိုင်းလေးဆွဲမယ်ပြီးလို့ရှိရင်ကျွန်တော်တို့၄ခွက်မြောက်အနေနဲ့ကျွန်တော်တို့ဒီဘက်ကိုဆွဲလိုက်မယ်ပေါ့နော်ဒီပုံစံလေးကကျွန်တော်တို့ခို့လေကျွန်တော်တို့လေးလာခဲ့ရတယ်ကျွန်တော်ခခိခွဲခို့ရဲ့ခို့လေးနဲ့တွားတူနေရပေါ့နော်ခို့မှာကျတော့ဒီကအတွန့်လေးပါတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာကျတော့တရှိစုတဲ့တာကိုကြတော့ကျွန်တော်တို့ကဒီပုံစံလေးရေးပါတယ်ပေါ့နော်စုပ်ချက်အားဖြင့်ကျွန်တော်တို့က၄ချက်ရှိပါမယ်ပေါ့နော်အဲ့တော့ဟီရာခဏရဲ့တပြီးသွားလို့ရှိရင်ကျွန်တော်တို့ခတ္တခဏရဲ့တကိုလေ့လာရအောင်ပါပေါ့နော်ခတ္တခဏရဲ့တဆိုလို့ရှိရင်ကျွန်တော်တို့ကဆုပ်ချက်အပြင်သူက3ချက်ရှိမယ်ပေါ့နော်အဲ့တော့ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့ဒီမှာလေ့လာရမယ်ဆိုလို့ရှိရင်ဒီပထမအဆုံးပေါ့နော်ဒီပထမခွဲနဲ့ဒုတိယခွဲအလယ်လောက်ကနေပြီးတော့အောက်ကိုဟာရအုပ်လေးနဲ့ကျွန်တော်တို့ဖြောချလိုက်မယ်ပြီးရင်ဒုတိယတစ်ချက်အနေနဲ့အဲ့ဒီရဲ့ထိတ်တက်ကနေပြီးတော့လာပြီးတော့ကျွန်တော်တို့ကအောက်မှာဒီပေါ့နော်၄ခွက်မြောက်လေးမှာကျွန်တော်ဟာရအုပ်လေးနဲ့ဖြောချလိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်လို့ရှိရင်သူ့ရဲ့ပုံစံလေးကဘယ်လိုမျိုးလေးဖြစ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံစံလေးမျိုးလေးဖြစ်နေမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီပုံစံလေးဖြစ်နေလို့ရှိရင်ဖြစ်နေပြီပေါ့နော်ဖြစ်နေပြီလို့ရှိရင်ကျွန်တော်တို့ဒီထိတ်လေးနာနေပြီးတော့ကျွန်တော်တို့ကဒီမှာပေါ့နော်၃ချက်မြောက်လေးကိုဒီလိုလေးပိတ်လိုက်မယ်ပေါ့နော်ဒီလိုမျိုးလေး၃ချက်မြောက်လေးပိတ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ခတ္တခဏရဲ့တပုံစံလေးရပြီပေါ့နော်တရဲ့အခရာလေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့တကိုကျွန်တော်တို့ကဟီတာခဏရဲ့တကဒီပုံစံလေးရောရေးမယ်ခတ္တခဏရဲ့တဆိုရင်ဒီပုံစံလေးမြင်ဟီတာခတ္တခဏရဲ့တလေးကိုလို့သိရမယ်ပေါ့နော်အဲ့တော့ရိုမာကြီးနဲ့ဆိုရင် TA နဲ့ရေးပါတယ်ပေါ့နော်အင်္ဂလိပ်အခရာ TA နဲ့ရေးပါတယ်အဲ့တော့ရှာတန်တက်တန်နဲ့မြန်မာလို့ဆိုရင်တလို့အတန်ထွက်ကြတာရေပေါ့ရှိရသူလို့ထလို့အတန်ထွက်တာလေးရှိပါတယ်ပေါ့နော်ပြီးတော့ရှီတန်တက်တန်နဲ့ဆိုရင်တာလို့ထွက်တာမျိုးရှိမယ်ထာလို့ထွက်တာမျိုးရှိမယ်ပေါ့နော်အဲ့တော့ဒီနေ့မှာတော့တလေးပြီးပါပြီပေါ့နော်အဲ့တော့တပြီးသွားလို့ရှိရင်ကျွန်တော်တို့ကရှီလေးလာတယ်ပေါ့နော်ရှီမှာကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့လေ့လာခဲ့ရတဲ့အစရှိစုဆဲဆိုရဲ့ရှီပေါ့နော်အဲ့ဒီရဲ့ရှီနဲ့ဒီတရှိစွတ်တဲတို့ရဲ့ရှီနဲ့ဘာကွာလဲဆိုလို့ချင်းအတန်ထွက်လေးအနှဲငယ်လေးကွာတယ်ပေါ့နော်ကျွန်တော်တို့အစရှိစုဆဲဆိုရဲ့ရှီကြတော့ကျွန်တော်တို့ SHI နဲ့ကျွန်တော်တို့ကရေးတယ်ပေါ့နော် SHI နဲ့ရေးတယ်ပေါ့နော်ကျွန်တော်တို့ကခဏခဏရဲ့ကျွန်တော်တရှိစွတ်တဲတို့ရဲ့ရှီကြတော့ကျွန်တော်တို့ CHI နဲ့ရှိရပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်ဒီဘက်မှာဟီရာခဏလေးရှိမယ်ဒီဘက်မှာဂါထာခဏလေးရှိမယ်ပေါ့နော်အဲ့တော့ဟီရာခဏလေးကိုရေးမယ်ဆိုလို့ရှိရင်သူကအဆုတ်ချက်အပြင်2ချက်ရှိပါတယ်အဲ့တော့ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့ပထမတစ်ခွက်ကနေဒုတိယတစ်ခွက်ကိုတန်းတန်းလေးဆွဲမယ်ပထမတစ်ခွက်ကနေဒုတိယတစ်ခွက်ကိုတန်းတန်းလေးဆွဲမယ်အဲ့ဒီရဲ့အလယ်ကနေပြီးတော့တစ်ခါတည်းရေးမယ်နော်တစ်ခါတည်းဆွဲချလာမယ်မရက်ဘူးနော်ဒီနေရာမှာကျွန်တော်ခဏလေးပဲရက်မယ်မချလိုက်ဘူးနော်ဆက်ရေးမယ်နော်ဒီဘက်ကိုကျွန်တော်တို့ကကွေးလေးလာပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့3ခွက်မြောက်နဲ့4ခွက်မြောက်ရဲ့အလဲအောက်ဆုံးနာလေးမှာကျွန်တော်တို့ကဖြောချလိုက်မယ်เนาะဖြောချလိုက်မယ်ဟာရာအိုလေးနဲ့ကျွန်တော်တို့ကဖြောချလိုက်မယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ကရှီလေးရမှာဖြစ်ပါတယ်ပေါ့เนาะအဲ့တော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကခတ္တခဏရဲ့ရှီပေါ့เนาะခတ္တခဏရဲ့ရှီကြရင်ကျွန်တော်တို့ကပထမထိတ်ဆုံးကနေပြီးတော့အောက်ကိုကျွန်တော်တို့ကစောက်လေးနဲ့ကျွန်တော်တို့ဟာရာအိုလေးဖြောချလိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့ကဒီအလဲမြင်းသားကနေပြီးတော့တန်တန်လေးဆွဲလိုက်မယ်ပေါ့เนาะတန်တန်လေးဆွဲလိုက်ပြီးရက်လိုက်မယ်ပြီးရင်အဲ့ဒီရဲ့အလဲနှစ်ခုလုံးရဲ့အလဲကနေပြီးတော့အောက်ကိုလာပြီးတော့ကျွန်တော်တို့က၄ခွက်မြောက်မှာဟာရာအိုလေးနဲ့ကျွန်တော်တို့ဖြောချလိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်သူကဟာရာအိုလေးပေါ့နော်ကျွန်တော်တို့ခတ္တခဏရဲ့ရှီလေးရမှာဖြစ်ပါတယ်သူကဆုပ်ချက်အားဖြင့်သူကကြတော့ကျွန်တော်၃ချက်ရှိတယ်ပေါ့နော်ဒီဘက်မှာကျတော့2ချက်ရှိမယ်ဒီခတ္တခဏမှာဆိုရင်တော့3ချက်ရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟီရာကနာနဲ့ဆိုရင်ရှီလို့ရေးမယ်ခတ္တခဏနဲ့ဆိုရင်လည်းကျွန်တော်ဒီပုံစံလေးရှီလေးနဲ့ရေးမှာဖြစ်ပါတယ်ပြီးတော့ရိုမာကြီးနဲ့ဆိုရင် CHI နဲ့ရေးတယ်ပေါ့နော်ပြီးတော့မြန်မာလိုဆိုရင်ရှာတန်တက်တန်နဲ့ဆိုရင်ရှီလို့ဖတ်မယ်ရှီတန်တက်တန်နဲ့ဆိုရင်ကျွန်တော်တို့ရှီလို့ထွက်ရတာမျိုးတွေရှိပါတယ်ပေါ့နော်အဲ့တော့နောက်တစ်လုံးလေးကျွန်တော်တို့လေ့လာကြအောင်နောက်တစ်လုံးမှာဆိုရင်ကျွန်တော်တို့စွပေါ့နော်စွဆိုလို့ရှိရင်စွရဲ့အတန်ထွက်ကကျွန်တော်တို့က
မြန်မာလိုရေးမယ်ဆိုရင်တချို့ကြတော့လေစလုံးဝါဆွဲတက်တာနဲ့လဲစွတ်ကြတယ်စလေးဝါဆွဲတက်တာနဲ့လဲစွတ်ကြတယ်ပေါ့နော်ကျွန်တော်ရောဒီမှာစုရဲဆိုပြီးတော့ရေးပေးထားတယ်ပေါ့နော်အောက်မှာတော့အတန်ကလေကျွန်တော်တို့ကမြန်မာလိုရေးထားတယ်လေမြန်မာလိုတကယ်ဆိုရင်သူ့ရဲ့အတန်ကိုကျွန်တော်တို့တကယ်အတန်ထွက်မှန်ရေးလို့မရဘူးပေါ့နော်အတန်ထွက်အနီးကပ်ဆုံးလေးကျွန်တော်တို့ကရေးထားတာဖြစ်ပါတယ်အဲ့တော့ဆိုတဲ့အတန်လေးကလေကျွန်တော်နောက်လာမယ့်သင်ခန်းစာတွေမှာတော့အသေးစိတ်အတန်ထွက်လေးတွေကိုပြမယ်ပေါ့နော်ဒီကတော့ကျွန်တော်ရေးဖို့ရေးနည်းလေးတွေကိုကျွန်တော်ရှင်းပြနေတာဖြစ်တဲ့အတွက်ဒီမှာလည်းတစ်ချက်လောက်ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့စစ်ကာလေးကျွန်တော်တို့ကကျွန်တော်လေအတန်လေးကိုပေါ့ကျွန်တော်ဆိုပြီးတော့ကျွန်တော်တို့ရှေ့ရနေပြီးတော့ပေါ့နော်ရှာဖျားလေးကိုကျွန်တော်တို့ကအပေါ်ကဒီthe phone လေးနဲ့ကျွန်တော်တို့ကထိပြီးတော့ထွက်လိုက်အတန်ပေါ့နော်အဲ့ဒါအောင်မှကျွန်တော်တို့ကအောက်ကဆိုတဲ့အတန်လေးနဲ့ထွက်လိုက်တယ်ပေါ့နော်ဆိုပြီးတော့ထွက်ရတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့လေးကိုကျွန်တော်တို့ကသွားအောင်ပေါ့နော်လေးဘယ်လိုရေးလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကပထမဆုံးအနေနဲ့ကျွန်တော်တို့ကကကြတော့ပထမတော့ဒါကတော့ဟီရာဂနာရဲ့ရှိမယ်ဟီရာဂနာရဲ့ရှိမယ်ဒီမှာခတခဏရဲ့ရှိမယ်ပေါ့နော်ခတခဏရဲ့ရှိမယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ရေးမယ်ဆိုလို့ရှိရင်ပထမတစ်ခွက်ကနေပြီးတော့ဒုတိယတစ်ခွက်ထဲလာမယ်တတိယတစ်ခွက်ထဲမှာကျွန်တော်တို့ကဟာရဥလေးနဲ့ဖြောချလိုက်မယ်ပေါ့နော်အဲ့တော့ဒီကတော့လွယ်တယ်နော်စာရေးမဲ့လူတွေလည်းနည်းနည်းတော့အခက်ခဲတော့ရှိမယ်ပေါ့နော်တချို့ကြတော့ဒီလိုမျိုးရေးကြတယ်ပေါ့နော်တချို့ကြတော့လေပေါ့နော်အမျိုးမျိုးရေးကြတယ်ပေါ့နော်ဒီဟာတွေကမမှန်ဘူးပေါ့နော်အမှန်ကန်ကန်လေးနဲ့ရေးရှင်ဒီမှာပုံမှန်ပြထားတဲ့အတိုင်းလေးရေးရမှာပေါ့နော်အပေါ်မြင်းမြင်းလေးနဲ့သွားမယ်ပြီးရင်အောက်ကိုပြန်ပြီးတော့ဖြောချလိုက်မယ်ပေါ့နော်အဲ့လိုမျိုးလေးဆွဲမယ်ဆိုရင်တော့ဒါမှန်ကန်ကန်လေးနဲ့ထွက်မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်သတိထားဖို့ပြောထားတယ်ပေါ့နော်ပထမဆုံးရှိကြတော့ကျွန်တော်တို့ရှိရစွရမှားတတ်တယ်လို့ပြောတယ်ပေါ့နော်အဲ့တော့စုကိုကျွန်တော်တို့အရင်လေ့လာရအောင်စုမှာဆိုရင်ကျွန်တော်စုချက်က3ချက်ရှိတယ်ပေါ့နော်ပထမတစ်ချက်ရှိမယ်ပထမတစ်ခွက်ထဲမှာကျွန်တော်တို့ကရေးမယ်တိုမာတို့ရက်မယ်ဒုတိယတစ်ခွက်လည်းညီမြများချင်းနဲ့ကျွန်တော်တို့ကရေးလိုက်မယ်ရက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီထိတ်ကနေပြီးတော့ဒီထိတ်ဆိုတာလည်းကျွန်တော်ဒီမှာအညီလေးဖြစ်နေရမယ်ပေါ့နော်အဲ့ဒီအညီလေးဖြစ်တဲ့နေရာလောက်ကနေပြီးအောက်ကိုကျွန်တော်ဟာရဥလေးနဲ့ကျွန်တော်၄ခွက်မြန်မာဖြောချလိုက်မယ်ပေါ့နော်အဲ့လိုမျိုးလေးဖြောချရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာလေးစစ်ကိုရေးတဲ့အချိန်မှာလေးဒီ၃ခုလုံးကအပေါ်မှာညီနေရမယ်ပေါ့နော်အပေါ်လုံးကအပေါ်မှာညီနေရမယ်ဒီလိုဖြစ်နေရမယ်ပေါ့နော်အပေါ်မှာအားလုံးကညီနေရမယ်ဒါဆိုရင်စုပေါ့နော်အောက်မှာဆိုရင်ကျွန်တော်အတန်ထွက်အားဖြင့်ကျွန်တော်တို့ဟီရာဂနာဆိုရင်စုကဒီပုံစံခတခဏဆိုရင်ဒီပုံစံလေးမှတ်ထားမယ်ပြီးတော့ရိုမာကြီးဆိုရင် TSU ဆိုပြီးတော့ရေးတယ်ပေါ့နော်ပြီးတော့ရှားတန်တက်တယ်နဲ့ဆိုရင်ကျွန်တော်တို့ကစုလို့ထွက်တယ်စုလို့ထွက်ရမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာစုလို့ရေးထားတယ်ဒါကြတော့ဆိုပြီးတော့ဗောနော်ထွက်ရမှာဖြစ်ပါတယ်ဗောနော်ရှီတန်တက်တယ်ကျွန်တော်ဆိုပြီးတော့ထွက်ရတာမျိုးလေးရှိပါတယ်ဗောနော်အဲ့တော့နောက်တစ်ခုလေးကျွန်တော်တို့လေ့လာကြအောင်နောက်တစ်ခုကျတော့ကျွန်တော်တို့တဲလာတယ်ဗောနော်တာချီတဲဆိုပြီးတော့လာပါတယ်အဲ့တော့တဲဆိုလို့ချင်းကျွန်တော်တို့ကဒီဘက်မှာကျွန်တော်ဟီရာဂနာနဲ့ရေးပေးထားပါတယ်ဗောနော်ဟီရာဂနာနဲ့ရေးပေးထားတယ်ဒီဘက်မှာကျွန်တော်တို့ခတခဏနဲ့ကျွန်တော်ရေးပေးထားတာဖြစ်ပါတယ်အဲ့တော့ဟီရာဂနာဆိုလို့ချင်းကျွန်တော်တို့ပထမတစ်ခွက်ကနေပြီးတော့ဒုတိယတစ်ခွက်ကိုသွားမယ်ပြီးရင်ကျွန်တော်တို့ကအလယ်မှာလာပြီးကွလေးလာပြီးတော့ကျွန်တော်တို့က3ခွက်မြောက်မှာဒီနေရာလေးမှာရက်လိုက်မယ်ဗောနော်အဲ့တော့သူ့ရဲ့ပုံစံလေးကတစ်ခါတည်းနဲ့ရေးရမယ်ဒီနေရာမှာရက်လိုက်မယ်နော်ရက်လိုက်မယ်အဲ့ဒါဆိုရင်ဒီဟာတဲ့ရပါပြီဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ခတခဏရဲ့တဲ့ကြရင်သူကအဆုတ်ချက်အဖြစ်3ချက်နဲ့ရေးရမှာဖြစ်ပါတယ်ပထမတစ်ချက်ဆွဲမယ်ပထမတစ်ခွက်နဲ့ဒုတိယတစ်ခွက်အလယ်လောက်မှာဆွဲမယ်ဒုတိယတစ်ချက်ကျတော့ကျွန်တော်တို့ကအောက်ကဒီညီမျှချင်းပုံစံမျိုးလေးရေးမယ်ဒါပေမဲ့အောက်ကကျွန်တော်တို့ကနည်းနည်းရှိလေးဖြစ်နေရတယ်ပေါ့နော်ညီလေးဆွဲမယ်ရက်မယ်ပြီးအဲ့ဒီအလယ်ကနေပြီးအောက်ကိုကွေလေးနဲ့ဖြောချလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဟာရဥလေးပေါ့နော်ဟာရဥလေးဖြောချလိုက်မယ်အဲ့တော့3ချက်ဖြစ်တယ်ပေါ့နော်အဲ့တော့တဲကတော့ဒီဟာကတော့ကျွန်တော်တို့3ချက်ရေးရမယ်ကျွန်တော်တို့ဟီရာဂနာဆိုရင်တော့ကျွန်တော်တို့ကတစ်ခါတည်းရေးရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟီရာဂနာနဲ့ဆိုရင်ဒီပုံစံရေးတယ်ခါတာဂနာနဲ့ဆိုရင်တဲပုံစံလေးရေးပါတယ်ပေါ့နော်ပြီးတော့ရိုမာကြီးနဲ့ဆိုရင် TE တဲဆိုပြီးတော့ရေးတယ်ပေါ့နော်ပြီးတော့ရှာတန်တက်တန်နဲ့ဆိုရင်တဲ့ထဲ့ဆိုပြီးတော့အတန်ထွက်ရမယ်ရှီတန်တက်တန်နဲ့ထွက်ရတဲ့အချိန်မှာကျရင်တဲထဲဆိုပြီးတော့ထွက်ရတာမျိုးလေးရှိပါတယ်ပေါ့နော်အဲ့တော့နောက်ဆုံးဒီတရှိစတဲတိုပေါ့နော်နောက်ဆုံးတိုလေးကိုကျွန်တော်တို့လေ့လာကြအောင်ဒါကတော့ကျွန်တော်တို့ဟီရာဂနာရဲ့ကျွန်တော်တို့ကတိုလေးဖြစ်မယ်ဒီဘက်ကကျွန်တော်ခတခဏရဲ့ကျွန်တော်တို့ကတိုလေးဖြစ်မယ်ပေါ့နော်အဲ့တော့ပထမဆုံးဟီရာဂနာရဲ့တိုလေးလေ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဆုပ်ချက်အဖြစ်2ချက်ဆွဲရတယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကပထမတစ်ခွက်ကနေပြီးတော့ကျွန်တော်တို့ကပေါ့နော်အလယ်ဆုံးမလောက်ကိုလာမယ်ဒုတိယတစ်ချက်အနေနဲ့အဲ့ဒီဆုံးမအဲ့ဒီရဲ့ y ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးကွေးလေးလာမယ်ပြန်ဆုံးမယ်ဆိုပြီးရင်ကျွန်တော်တို့ဒီနေရာလေးမှာရက်လိုက်မယ်နော်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကတိုလေးရမှာဖြစ်ပါတယ်
အဲ့တော့ခတ္တခဏရဲ့တူကတော့လွယ်လွယ်လေးဒုတ်ချောင်းလေးကိုဒုတ်ချောင်းတူတူလေးဆွဲထားတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကတိုလေးဖြစ်ပါတယ်အဲ့တော့ तू ကဒီမှာအလယ်မှာမြင်းကြောင်းလေးရှိတယ်အဲ့ဒီမြင်းကြောင်းရဲ့ဘေးနေရာကနေပြီးတော့ပထမတစ်ချက်ဆွဲမယ်တန်တန်လေးဆွဲမယ်နော်တန်တန်လေးဆွဲမယ်ကျွန်တော်ဒီဘက်မှာ mouse နဲ့ဆွဲရတာမလို့တိတ်မညီတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပထမတစ်ခွက်ကနေပြီးတော့စတုတ္ထတစ်ခွက်မှာကျွန်တော်တို့ရက်မယ်ပြီးအလယ်ကနေပြီးတော့တိုလေးပေါ့နော်အဲ့ဒါဆိုရင်တိုမှတ်ထားလိုက်ပေါ့နော်ရက်လိုက်မယ်ပေါ့နော်အဲ့တော့ခတ္တခဏရဲ့တိုရမှာဖြစ်ပါတယ်အဲ့တော့ဟီရာဂနာရဲ့တိုကတော့ဒီပုံစံလေးဖြစ်မယ်ခတ္တခဏရဲ့ဒီပုံစံလေးဖြစ်မယ်ရိုမကြီးဆိုရင်တော့ TO နဲ့ရေးပါတယ်ရှီတန်တက်တန်နဲ့ဆိုရင်ကျွန်တော်တို့ထို့တော့ထော့ဆိုပြီးတော့ထွက်ရတာမျိုးလေးရှိပါတယ်ရှီတန်တက်တန်နဲ့ဆိုရင်တော့တိုထို့တော့ထော်ဆိုပြီးတော့ထွက်ရတာမျိုးလေးရှိပါတယ်အဲ့တော့ဒီနေ့လေ့လာခဲ့ရတာတော့ကျွန်တော်တို့ကကျွန်တော်တို့ဟီရာဂနာခတ္တခဏရဲ့တိုတရှိစုတဲ့တို9လုံးပေါ့နော်တိုတဲ့10လုံးကိုလေ့လာခဲ့ရတာပဲဖြစ်ပါတယ်ပေါ့နော်